အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကတော့ကျွန်တော်တင်းကုန်တွေပူရီဝါလေးတွေအကြောင်းပြောဖို့ပါဘာလို့ကြာတာပရိရာဇဝါကျွန်တော်ပို့ပြောရည်ဆိုတော့အစင်လိုက်အတိုင်းဆိုကြာတာပရိပြီးရင်တော့ပူရီကတင်းကုန်တွေကိုလာတာပေါ့တင်းကုန်တွေပူရီဝါလေးတွေအကြောင်းပြောပြချင်တာပါတင်းကုန်တွေပူရီဝါလေးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြောလိုတာကဒီကလေးတွေကဒီဇာတာရှင်တွေကဟောစာတာရကောင်းတဲ့ဆိုးတဲ့အားတွေကမျှနေတာကျွန်တော်အမြဲတွေ့ရတယ်အဲ့တော့တင်းကုန်တွေပူရီဝါဘာလည်းမသိဘူးဆိုရင်ကျွန်တော်ဒီခုနှစ်တွေမှာမွေးတဲ့လူတွေလဲဖြစ်မယ်တင်းကုန်တွေသားပြီးလဲဖြစ်တယ်ဆိုတော့တင်းကုန်တွေပူတီပွားတွေပေါ့ဗျာအဲ့တော့တင်းကုန်တွေပူတီပွားတွေရဲ့အာသာချက်တွေကိုပြောပြမယ်အာသာချက်တွေကကြတော့သူတို့ကစမ်းအားကောင်းတယ်ဘဝမှာလူချစ်လူခင်များတယ်လို့ပြောတယ်အဲ့တော့လူချစ်လူခင်များတာဖြစ်တဲ့အတွက်စမ်းအားကောင်းတာဖြစ်တဲ့အတွက်အဲ့ဒီစမ်းကိုတော့ထိန်းချုပ်ဖို့လိုတယ်ဘာလို့စမ်းကိုထိန်းချုပ်ဖို့လိုလဲဆိုတော့ तू ကအရွယ်ရောက်လာတဲ့ကာလပေါ့ဗျာထားပါတော့အပြိုပေါက်ဝယ်16 19 18 20 21 22ဒီလိုအရွယ်ဒီနုပြိုပါတယ်ဆိုတဲ့အရွယ်တွေပေါ့နော်မိကောင်ပေါက်အရွယ်အစားလို့အဲ့ဒီအရွယ်တွေမှာစမ်းအားကောင်းတဲ့လူဖြစ်တဲ့အတွက်ငယ်စဉ်တုန်းကစမ်းအားကောင်းတာလူချစ်လူခင်ပြောပေါ်တယ်ပေါ့ဗျာဝိုင်းချစ်ကြတယ်နောက်ကလေးကိုဝိုင်းပြီးတော့တံပိုးထားကြတယ်ပေါ့အချိန်တစ်ခုရောက်သွားတဲ့ခါကျတော့ကျွန်တော်တို့ကစမ်းအားနဲ့အချစ်ရေးကိုပြောင်းသွားတယ်အဲ့စမ်းဒါကြောင့်အဲ့ဒီအရွယ်လေးတွေမှာစမ်းအားတားကောင်းတာဖြစ်တယ်ကိုတိုင်းကလည်းလှတာပါတာဖြစ်တယ်ကိုတိုင်းကလည်းအဆင်ပြေတယ်ဆိုရင်တော့ဘာပဲဖြစ်ဖြစ်ချစ်သူကြီးစားများသွားတာမျိုးတွေအချစ်နဲ့ပတ်သက်ပြီးသူများတွေထပ်ပို့ပြီးစမ်းပွင့်တာမျိုးတွေဒီလိုမျိုးတွေဖြစ်သွားတာဖြစ်တဲ့အတွက်အဲ့ဒီစမ်းကိုကျွန်တော်တို့ကထိန်းနိုင်ဖို့လိုတယ်အဲ့ဒီစမ်းမထိန်းနိုင်ဘူးဆိုရင်စောစီးနဲ့အိမ်အောင်ကြတာမျိုးတွေအဲ့တော့ငယ်ရွယ်စဉ်မှာအိမ်အောင်ကြသွားရင်အိမ်အောင်ရင်မထိန်းနိုင်တော့ပဲဆက်ပြီးတော့ကျွန်တော်တို့ကအိမ်အောင်ရင်ကွဲကြပြဲကြတာမျိုးတွေဒီလိုမျိုးတွေအစားအများကြီးဖြစ်နိုင်တာဖြစ်တဲ့အတွက်တက်နိုင်သလောက်ကိုယ်စမ်းအားကောင်းနေတာကိုထိန်းပါကျွန်တော်အတွေ့အကြုံရတင်းကုန်တွေပူတီပွားတွေကငယ်ရွယ်နဲ့အိမ်အောင်ကြသွားကြတာမျိုးတွေဖြစ်တတ်တယ်အဲ့ဒီအသက်20ဝန်းကျင်ကာလတွေမှာနော်စမ်းအားမထိန်းနိုင်တဲ့အတွက်အိမ်အောင်အစောကြီးကျသွားတာမျိုးတွေအများကြီးတွေ့ဘူးတယ်ဒါကြောင့်ပဲမိမိရဲ့ကောင်းနေတဲ့စမ်းကိုကောင်းလို့ထားပါအိမ်အောင်စောစောကျဖို့စမ်းပွင့်တာမဟုတ်ဘူးဆိုတဲ့စိတ်မွေးပြီးတော့ကိုယ့်ဘဝလမ်းကြောင်းကိုရှောက်စေခြင်းတယ်လို့ဒါလေးကိုတစ်ချက်ပြောလို့တာပါကောင်းပါလေစမ်းအားကောင်းတာတော့လူချစ်လူခင်များတာကောင်းတာပဲလေဒါအဲ့စမ်းကိုမထိန်းနိုင်အိမ်အောင်ကျသွားနိုင်တယ်ဒါလေးတစ်ချက်ပြောခြင်းဒုတိယကောင်းတဲ့အချက်ကကြီးမားကျယ်ပြန့်တဲ့အလုပ်တွေကိုကင်တွယ်နိုင်စွမ်းရှိတယ်လို့ပြောတာဒါကြောင့်ပဲလုပ်ငန်းတွေမှာအကြီးတွေလုပ်ငန်းအကြီးတွေကိုအုပ်ချုပ်ရတဲ့လူမျိုးတွေနော်လုပ်ငန်းခွဲပေါင်းများစွာကိုကင်တွယ်ရတဲ့လူမျိုးတွေ project ကြီးတစ်ခုလုံးကိုတယောက်တည်းဦးစီးနိုင်တဲ့စွမ်းအားတွေနော်ကိုပိုင်စီးပွားရေးလုပ်မယ်ဆိုလဲဆိုင်ခွဲပေါင်းများစွာကိုကင်တွယ်နိုင်တဲ့လုပ်ငန်းရှင်တွေလုပ်ငန်းနဲ့ပဲမတူတဲ့အလုပ်တွေ2ခု3ခုနော်ဒီဟာကတော့စားတောက်ဆိုင်ဒါကတော့အထည်ဆိုင်ဒါကတော့အခြား construction လုပ်ငန်းဒီလိုလုပ်ငန်းနဲ့ပဲမတူတဲ့လုပ်ငန်းတွေကိုတော့မှကင်တွယ်နိုင်ကြတဲ့သူတွေဖြစ်ကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဒါကြောင့်ပဲတင်းကုန်တွေပူရီဝါတွေကသူများတွေနဲ့မတူဘဲနဲ့ကြီးမားကျယ်ပြန့်တဲ့လုပ်ငန်းတော်တော်များများကိုဟန်တယ်လုပ်နိုင်တဲ့လူမျိုးတွေအဖြစ်ကျွန်တော်တို့တွေ့ရတယ်။အဲ့ဒါကကောင်းတဲ့အချက်ပဲ။နောက်ထပ်ကောင်းတဲ့အချက်ကဒီဇာတာရှင်တွေကငငယ်တဲ့ကတာတစိုက်မတ်ကိုလှုပ်ချင်တာကိုရည်ရွယ်ရာကိုအနာဂတ်အတွက်ဘာလုပ်မယ်ဆိုတာကိုရည်မှန်းမိတာလုပ်မယ်ဆိုရင်ငငယ်ရွယ်နဲ့ကျွန်တော်တို့ကအောင်မြင်မှုလမ်းကြောင်းပေါ်ရနိုင်တဲ့လူမျိုးတွေဖြစ်တယ်။အဲ့တော့ကိုယ့်ရဲ့အနာဂတ်လမ်းကြောင်းကဖျောက်တန်းကြတာများတယ်။အဲ့တော့ဒီဇာတာရှင်တွေကမိဘကလည်းတော်မယ်ကိုတိုင်းကလည်းစူးစမ်းမယ်ကိုတိုင်းလည်းတေချာလုပ်မယ်ဆိုရင်ဘဝရဲ့ပထမအရွယ်အလွန်ဒုတိယအရွယ်လောက်ထရာစပြီးတော့ကာကန်ရှင်ရထိတ်ဆုံးရောက်အောင်မြင်နိုင်ကြတဲ့သူတွေဖြစ်တယ်အဲ့ဒီမှာလမ်းကြောင်းကကြိုးကြောင်ဖြစ်သွားတယ်ဟိုလိုဒီလိုလုပ်တယ်ပတ်စံတော်ရပြီးပညာများတဲ့အလုပ်တွေမှာအချိန်ကြာနစ်မြုပ်သွားတယ်အဲ့လိုမျိုးဖြစ်ရင်လမ်းကြောင်းပေါ်မရောက်တော့ဘဲနဲ့အချိန်ကြာသွားတတ်တယ်အဲ့ဒါလည်းသတိထားဖို့လိုတဲ့တဲမှာပါတယ်ပြီးရင်ဒီဇာတာရှင်တွေမှာအားနည်းချက်တစ်ခုကဘာလဲဆိုတော့သူတို့ရန်ဂျိုလည်းဖြစ်တယ်အင်္ဂါဂျိုကမရဏမှာပြောင်းနေတာဗျအင်္ဂါဂျိုမရဏဖြစ်တော့အင်္ဂါဂျိုဆိုတာအစုဆက်တို့ရှယ်ယာတို့အများနဲ့ပေါင်းဆက်ပြီးလုပ်ရတဲ့အလုပ်တို့အဲ့ဒါကြီးနဲ့ပတ်သက်ဆက်နွယ်မကောင်းဘူးတော့ဒီဇာတာရှင်တွေကအစုဆက်အလုပ်တွေရှယ်ယာအလုပ်တွေအများနဲ့ဝိုင်းဝန်းပြီးဆက်ပြီးလုပ်ရတဲ့အလုပ်မျိုးတွေမှာတိတ်ပြီးတော့အကျိုးပေးတာတိတ်မတွေ့ရဘူးအဲ့ဒါတွေမှာအားနေချက်ရှိတယ်အဲ့ဒါကြီးနဲ့ပတ်သက်ပြီးညံ့နေတဲ့မှာပါတယ်ပြီးတော့အင်္ဂါဂျိုကအမျိုးသမီးတွေအတွက်ခင်မွန်းဂျိုလင်ဂျိုဖြစ်တဲ့အတွက်အခက်မသိရင်အိမ်တော်ကြီးကံမကောင်းတာတွေကအစအမျိုးသမီးတင်းကုန်တွေပူရီပွားတွေမှာတွေ့ရလေရှိတယ်ဒါကြောင့်အိမ်တော်ကြီးကအစရေးဆိုင်ဖို့လိုတယ်ဆိုတဲ့အချက်ကိုလည်းကျွန်တော်တို့မြင်ရတယ်ပေါ့နော်အဲ့ဒီအချက်လေးတွေသိဖို့လိုတယ်နောက်ပြီးတင်းကုန်တွေပူရီပွားတွေအနေနဲ့သတိထားရမယ့်ကိစ္စကဘာလဲဆိုတော့အဲ့ဒီစက်ပစ္စည်းအန္တရာယ်တွေသတိထားရတယ်ခက်မသိရင် accident ဖြစ်တာတွေမတော်တဆထိခိုက်တာတွေလက်နက်ကင်ဖွဲ့စည်းတဲ့ဝင်နေဆိုရင်ဘုံစံကြည်စံမှန်တာမျိုးတွေဒါတွေကအစယူဆိုင်ဖို့လိုတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်ပြီးတော့အများနဲ့တယောက်ဝိုင်းဝန်းတိုက်ခိုက်တာခံရတာမျိုးတွေဘောမှာမနာလူသူပေါ်များတာတွေကိုအစဉ်ပြေလို့မနာလူတဲ့လူအနီးနားမှာရှိပြီးကိုယ်ကိုကြောက်ချမယ်ကိုယ်ကိုအပုတ်ချမယ်ကိုယ်ကိုတိုက်ခိုက်မယ်လူမျိုးလူတွေနဲ့အများတန်းကြုံတွေ့ရတဲ့ဇာတာထဲမှာလည်းပါတာဖြစ်တဲ့အတွက်ကျွန်တော်တို့အဲ့ဒီအချက်ကိုလည်းသတိထားဖို့လိုတယ်လို့ကျွန်တော်တို့ကတော့မြင်ပါတယ်
အခြားအပိုင်းတွေမှာတော့အရန်ညံ့နေတာလို့မရှိဘူးဒီကရှင်ရရက်ဝင်နေကြနိုင်ငံသားတွေမှာလည်းအောင်မြင်တယ်ရက်ဝေးသွားပြီးလည်းကြီးပွားနိုင်တယ်အဲ့တော့နိုင်ငံရဲ့ခြားသွားမစုံလည်းဒီစာသားရှင်တွေကကောင်းတဲ့ထဲမှာပါတယ်ဘဝမှာလည်းမထင်မှတ်ထားတဲ့အချိုးအကွေ့တွေကြုံရပြီမဲ့ကောင်းသောအချိုးအကွေ့တွေကိုတဲ့သွားနိုင်လောက်ဘဝမှာအောင်မြင်တယ်ဒါကြောင့်အသက်အရွယ်ကြီးရင်သားတဲ့ခါကျရင်လည်းရန်ကြီးပူပန်စရာမရှိဘူးပြီးတော့သားသမီးအားကိုးရတဲ့ဇာတာတွေဖြစ်တဲ့အတွက်သားသမီး3ယောက်ပိုင်း2ယောက်လောက်ကအားကိုးရတာမျိုးเนาะအဲ့လိုမျိုးသားသမီးနဲ့ပတ်သက်ပြီးစီးပွားရေးဖြောက်တန်းတယ်သားသမီးတွေရဲ့အနာဂတ်တောက်ပလှပနေတာဖြစ်တဲ့အတွက်ကိုယ့်အတွက်လည်းဝမ်းသာရတယ်ကျင်းလို့ရတယ်သားသမီးစီကပြန်တိတဲ့သားသမီးတွေလည်းပါလာတတ်တယ်ဒါလေးတွေမှာတော့အားသာချက်ရှိတဲ့သူတွေထဲမှာပါတယ်ပြီးတော့ငွေကြေးကံပေါ့ဒီဇာတာရှင်ကငွေကြေးနဲ့ပတ်သက်ပြီးတော်ရုံမခန်းချဘူးဗျငွေကြေးကြက်တဲနေအကြောင်းမျိုးကြောင့်ပြန်ပြေးလဲတယ်ငွေကြေးနဲ့ပတ်သက်ပြီးခြောင်လဲတယ်ငွေကြေးနဲ့ပတ်သက်ပြီးဘယ်လိုပြောမလဲရစရာရှိတာတွေဆိုရင်လည်းကျွန်တော်တို့ဝင်လာတတ်တဲ့ဇာတာပေါ့လက်အရန်ပိတ်နေတဲ့ဇာတာမျိုးမဟုတ်ဘူးဒါကြောင့်ငွေကြေးနဲ့ပတ်သက်ပြီးလဲအရင်စိတ်ညစ်ရတာမဟုတ်တဲ့အတွက်ဘာဖြစ်ဖြစ်အားကောင်းတဲ့ဇာတာတွေဖြစ်ပါတယ်ဒါကြောင့်ပဲတင်းကုန်းတွေပူတီပွားတွေအရင်ညံ့နေတာမဟုတ်ဘူးဘဝမှာခြုံငုံသုံးသက်ရရင်အိမ်အောင်ရေးသတိထားပါစမ်းအားလွန်ကဲနေတာကိုသတိထားပါရီးစားတွေပါရင်မရှုပ်ပါနဲ့เนาะစမ်းပွင့်လွန်တာကိုကိုယ့်ကိုထိမ့်ပါအစုစက်လို့ရှယ်ယာလို့ဒီမှာသတိထားပါနောက်ပြီးတော့ဘဝမှာမများအောင်တိမ်သွင်းစီးရုံးရတဲ့အပိုင်းတွေမှာအားနေရပြဘယ်သူ့မှတိမ်သွင်းတာဘယ်လိုလုပ်ပါလမ်းပြတာလမ်းညွှန်တာအဲ့လိုမျိုးတွေတက်နိုင်တယ်လို့ရှောင်ပါနော်သတိထားမှာဖြစ်တဲ့အတွက်တီတီကြိုအားနေတာဖြစ်တဲ့အတွက်အဆက်တကွဲအကျိုးနဲ့အပုတ်ချခံရတာမျိုးတွေကိုဘဝမှာသတိထားပြီးထိမှပြန်လဲဖြစ်ရှင်းနိုင်တဲ့အနေအထားမျိုးရှိအောင်ဆောင်ရွက်ပါလို့ကျွန်တော်တို့ပြောလိုပါတယ်နော်တင်းတို့တွေပူတီပွားတဲ့အနေနဲ့ဘဝမှာဒုက္ခရောက်လာပြီးအခက်အခဲတွေကြုံလာပြီးဆိုရင်ကြာသာပတိနေ့တွေရောက်တိုင်းဖះမှာဘိမ့်မုတ်လှုပ်ပြီးတော့ဆုတောင်းမယ်ဆိုရင်တော်တော်အခက်အခဲတွေပြေကြတာများတယ်နိစ္စရာဖះစီတွေကြာပတိတောက်ဒီမှာသွားပြီးဒိဋ္ဌံဝင်မယ်ဆိုရင်အောင်မြင်ကြတာများတယ်နော်ကြာပတိဂျုံမင်းတွေကကြာပတိသားမီးတွေကိုမေတ္တာပို့မယ်ဆိုရင်တင်းကုန်းတွေပူတီပွားတွေအတွက်တော်တော်အခက်အခဲတွေပြေလည်ပြီးတော့အဆင်ပြေမှုတွေရပါလိမ့်မယ်နောက်ဆုံးသဘောပေါက်မယ်ထင်ပါတယ်တင်းကုန်းတွေပူတီပွားတွေအားလုံးအဆင်ပြေကြပါစေကံကောင်းကြပါစေအခက်အခဲတွေကနေပြေလည်နိုင်ကြပါစေလို့ဆုမကောင်းတောင်းရပါတယ်ဗျာ